ဒီနေ့မှာတော့ကျွန်တော်ဒီဓမ္မဟောင်းထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုအခြေခံပြီးတော့မှကျွန်တော်ဝေမျှချင်ပါတယ် So this is from 2 Samuel chapter 23 verse 13 to 17 So ဒီမှာကျွန်တော်ဗာတွေ့ရလဲဆိုတော့ကျွန်တော်ဒီတစ်ခါဖတ်ရအောင်ဘိုစုအဝင်၃ယောက်တို့သည်စပါးရိပ်ရာကာလ၌ဒါဝိဒ်ရှိရာအဒုလံဥမင်သို့ဆင်းသွား၍ဖိလိတိလူတို့သည်ရေဖိန်ချိုင်း၌တက်ချလျက်ရှိကြ၏ထိုအခါဒါဝိဒ်သည်ရဲတိုက်တွင်နေ၍ဖိလိတိလူတို့သည်ဗက်လင်မြို့၌တက်ချကြ၏ဒါဝိဒ်ကလည်းတစုံတစ်ယောက်သောသူသည်ဗက်လင်မြို့တကားနားမှရှိသောရေတွင်ကရေကိုခတ်၍ငါအားပေးပါစေသောဟုတောင့်တသောစိတ်နှင့်ဆိုသောထိုသူရဲ့၃ယောက်တို့သည်ဖိလိတိတပ်ကိုဖျက်၍ဗက်လင်မြို့တကားနားမှရှိသောရေတွင်ထဲကရေကိုခတ်ယူပြီးလျှင်ဒါဝိဒ်ထံတော်သို့ဆောင်ခဲ့ကြ၏သို့တော်လည်းဒါဝိဒ်သည်မတော့ဘဲထာဝရဘုရားရှေ့တော်၌သွန်းလျက်အိုထာဝရဘုရားဤရေကိုတောက်သောအမှုသည်အကျွန်ုပ်နှင့်ဝေးပါစေသောဤရေသည်ကိုအသက်ကိုမနှမျောဘဲသွားသောသူတို့၏အသွေးဖြစ်ပါသည်မဟုတ်လောဟုရှောက်၍မတော့ဘဲနေ၏တဲ့ဆိုတော့ဒီအဖြစ်အပျက်လေးကကျွန်တော်တို့ဓမ္မရာဇဝင်ဒုတိယဆောင်ဖြစ်ပါတယ် Second Samuel ဓမ္မရာဇဝင်ဒုတိယဆောင်ရဲ့ epilogue ပေါ့နော်ဏိဂုံးချုပ်ထားတဲ့အပိုင်းလေးဖြစ်တယ်နော်ဒါဝိဒ်ရဲ့အကြောင်းအရာတွေဒါဝိဒ်အောင်မြင်ခဲ့တဲ့အောင်မြင်ခြင်းတွေပြီးတော့ဒါဝိဒ်ကြာဆုံးခဲ့တဲ့ကြာဆင်းခြင်းတွေကိုလည်းဖော်ပြပြီးတဲ့အခါမှာနောက်ဆုံး epilogue နဲ့ဏိဂုံးချုပ်တဲ့အထက်မှာဖော်ပြထားတဲ့အဖြစ်အပျက်လေးတစ်ခုဖြစ်တယ်ဆိုဖြစ်နိုင်ခြေရှိတာကတော့ဒီအချိန်ကဒါဝိဒ်ဟာသူဟာဒီရှောလူလိုက်တက်လို့ထွက်ပြေးရတဲ့အချိန်မှာဖြစ်ပျက်တဲ့အဖြစ်အပျက်လို့လည်းကျွန်တော်တို့ဖြစ်နိုင်တယ်လို့ပြောကြပါတယ်ဆိုဘယ်လိုပဲဖြစ်ဖြစ်ဒီຢာလေးကိုအခြေခံပြီးတော့မှကျွန်တော်အားလုံးကိုစဉ်းစားဆင်ခြင်ဖို့ဝေမျှချင်တာကဘာလဲဆိုလို့ရှိရင်ပထမတစ်ချက်အနေနဲ့ a surprise for the king နော်ရှင်ဘုရင်တို့အော်စရာကောင်းတဲ့အဖြစ်လေးပေါ့ရှင်ဘုရင်တို့အော်စရာကောင်းတဲ့ဖြစ်လို့ဆိုလို့ဒီဘက်ကဘာလဲဆိုလို့ရှိရင်ဒီချိန်မှာဒါဝိဒ်ဟာဘုရင်တစ်ပါးဖြစ်တယ်ဘုရင်တစ်ပါးအနေနဲ့သူ့မှာအခွင့်အာဏာအပြည့်အဝရှိတယ်ဆိုတော့နော်ဘုရင်ဆိုတာကတော့လက်ညွှန်းညွှန်ရရေဖြစ်စေဆိုတဲ့စကားရှိတယ်ပေါ့နော်ကျွန်တော်မြန်မာပြည်မှာဆိုရင်ကျွန်တော်အဲ့ဒါငယ်ကလေးအဲ့ဒါအများကြီးကြားဘူးတယ်ဆိုတော့အဲ့လိုအခွင့်အာဏာရှိတဲ့သူအနေနဲ့သူ့ရဲ့ငယ်သားတွေကိုသူ့အတွက်လှုပ်ပေးပါလို့ပြောခွင့်ရှိတယ်သူ့အတွက်အသက်ကိုပေးရင်တောင်းခွင့်ရှိတဲ့ရှင်ဘုရင်ယာထုဖြစ်တယ်ဒါပေမဲ့ဒီအခြေအနေမှာဒါဝိဒ်ကရန်သူလက်ကနေထွက်ပြေးရတဲ့အချိန်ဖြစ်တယ်ရေငတ်တယ်ပင်ပန်းတယ်နွမ်းလျတဲ့အခါမှာသူကတကယ်တော့ဘသူ့ကိုမှတောင်းဆိုတာမဟုတ်ဘူးသူ့ဟာနဲ့သူငငယ်တုန်းကသူ့အဖေရဲ့သူ့တွေကြောင်းရင်းနဲ့ဗက်လင်မြို့ဝင်ထွက်နာမှာအဲ့နာမှာရှိတဲ့ရေတွင်းထဲကရေကိုရေကြီးအေးကိုတောက်လိုက်လို့အမောပြေသွားတဲ့ခန်းစားချက်ကိုအောင်းမေတန်းတာပြီးမှငီးတွားလိုက်တဲ့အတန်လေးပဲဖြစ်ပါတယ်ကျွန်တော်မှအဲ့လိုမျိုးရှိကြလာတော့မသိကျွန်တော်ဆိုရင်အဲ့လိုနွေရာသီချိန်မှာနေဘူးထဲမှာဘောလုံးကန်နာတို့ဒါမှမဟုတ်ရှင်လဲဒီ lunch ထောက်တာများရေတောက်တာနဲသွားတဲ့ချိန်မှာအရန်ရင်ကတ်တဲ့ခါကျရင်တောက်ချင်တဲ့အရာလေးကလေကိုကာကိုလာဟို250 mmပေါ့နော်အဲ့ထက်ကြည့်ရင်လည်းတိတ်များတယ်ပေါ့နော်250 mm လောက်ကိုလုံးရေခဲလေးနဲ့အေးထားပြီးမှဖောက်လိုက်ဆိုပြီးတော့လေအဲ့မှာအငွေ့လေးနဲ့ထားပြီးမှဆိုရပြီးအဲ့တော့ကွတ်နဲ့အားရပါအစုံနဲ့တောက်ချလိုက်တာမျိုးကျွန်တော်တောင့်တရင်ငယ်တဲ့ချိန်မှာအဲ့ချိန်မှာကုတ်ပူသွားတောက်ရရင်တော့ရင်ငက်လည်းမပြေစိတ်ဆန္ဒလည်းမပြေဖြစ်သွားတယ်နောက်တစ်ခါတောက်လည်းဆိုရင်ဖြစ်သွားတတ်တယ်ပေါ့နော်ဆိုအဲ့လိုမျိုးတော့ကျွန်တော်တောင့်တမိတတ်တယ်ရင်ငက်တဲ့အချိန်မှာဆိုအဲ့ဒါကျွန်တော်အရန်ကြိုက်တယ်နောက်ပြီးတော့မနေ့ပိုင်းအေးမဝဘဲနိုးလာတဲ့အချိန်မှာဆိုရင်လည်း250 ml ပဲ Red Bull အပြာရောင်ရေခဲအေးလေးနဲ့ဆိုပြီးမှလေအဲ့တော့တောက်လိုက်တယ်အဲ့ဒါကိုကျွန်တော်ရမ်းကြိုက်တယ်ကျွန်တော်တောင့်တတယ်ပေါ့နော်ကြောင်ညာပြတယ်မဟုတ်ဘူးနော်ကြောင်ညာခါလည်းဘာမှမရအောင်အဲ့ကျွန်တော်တောင့်တတဲ့သဘောပြောချင်တာဘာဒါလေးကကျွန်တော်ရဲ့ part of my ဟိုပေါ့ life ထဲမှာရှိတဲ့ຢာတစ်ခုဖြစ်တဲ့ခါမှာအဲ့တော့တောင့်တတယ်ဒါဝိဒ်လည်းပဲသူတောင့်နေကြရေကိုတောင့်တမမားဘူးအဲ့သူတောင့်တတဲ့အတိုင်းပဲသူငီးကြွလာတယ်ဘသူကမှအမိန်ပေးစီခိုင်းတာမဟုတ်ဘူးခုချိန်မှာအဲ့ဘက်လင်မျိုးကရေတွင်းကရေတောက်ရန်တိတ်ကောင်းမှာပဲလို့သူညီးတွားလိုက်တာပဲရှိတယ်အတန်တိုးလေးနဲ့ညီးတွားလောက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒါကိုသူ့ရဲ့စစ်သူရဲ့3ယောက်ကကြားပြီးတော့မှဖိလိတိရန်သူတက်ကိုဖြတ်ပြီးမှအဲ့ရေတွင်းကရေကိုမရအောင်ခတ်လာပေးတယ်အဲ့ဒီကိစ္စကဒါဝိဒ်ကိုအော်စေတယ်
ရှင်ဘုရင်ကိုအောင့်ဩစေတဲ့အရာလို့ကျွန်တော်ပြောချင်တာအဲ့ဒါပါဆိုတော့အရင်တစ်ခေါက်ဒါဝိအဒုလံဥမင်ထဲမှာရှိတဲ့ချိန်မှာတဲ့ပြဿနာပေါင်းစုံရှိတဲ့လူအကျွေးရှိတဲ့သူเนาะပြဿနာပေါင်းစုံတဲ့လူ400လောက်ဒါဝိထံကိုရောက်လာတယ်လို့ပြောပါတယ်နာမည်ကြီးတဲ့ဒါဝိရဲ့စစ်တပ်ကြီးကအဲ့ပြဿနာနဲ့ပြည့်ဝနေတဲ့เนาะအကျွေးရှင်တွေနဲ့တိဆောက်ထားတယ်လို့ကျွန်တော်တို့နားလည်လို့လည်းရပါတယ်ဒါမဲ့ဒီအချိန်ရောက်လာတဲ့ခါမှာတော့ဒီ3ယောက်ကအဲ့ပြဿနာပေါင်း16000နဲ့ရှိခဲ့တဲ့လူ400တွေမှာပါမလားမပါမလားတော့ကျွန်တော်အတိအကျမပြောနိုင်ပါမယ်မျောလင့်ပြီးတော့မှကျွန်တော်ပြောချင်တာကဘာလဲဆိုရင်ဒီပြဿနာပေါင်း16000နဲ့ပြည့်စုံနေတဲ့လူ400ဟာရှင်ဘုရင်စစ်မှန်တဲ့ဘုရင်နဲ့တွေ့သွားတဲ့ခါမှာခွန်အားကြီးတဲ့စစ်တရေတွေဖြစ်သွားတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာပြဿနာပေါင်းဘလို့ပဲရှိနေပါစေရှုံးနေမှုကြာဆင်းမှုခက်ခဲမှုဘလို့ပဲရှိနေပါစေစစ်မှန်တဲ့အရှင်သခင်ယေရှုနဲ့တွေ့သွားရင်ကျွန်တော်ဟာသခင်ယေရှုခရစ်ရဲ့စစ်သားကောင်းတဲ့စစ်တရေကောင်းတွေဖြစ်လာမှာဖြစ်ပါတယ်နောက်လိုက်ကောင်းတွေဖြစ်လာမှာဖြစ်ပါတယ်စစ်မှန်တဲ့အရှင်နဲ့တွေ့ဖို့အရေးကြီးပါတယ်ဒီချိန်မှာစစ်တရေဖြစ်လာတဲ့ဒီသခင်နောက်ကိုဒီအရှင်နောက်ကိုလိုက်လာတဲ့အခါမှာဒီသူတို့ရဲ့စက္ကအနံမှုဘလောက်ထိတောင်မှပြင်းထန်တယ်လဲလို့ပြောရင်ရှင်ဘုရင်ကအမိတ်မပေးဘူးညီးတွားတာပဲရှိတယ်ဟာဒီချိန်မှာအဲ့ဘက်လေမျိုးဝင်ဝနာကရည်တွင်းနဲ့ကရည်တောက်ရန်တိတ်ကောင်းမှာပဲလို့ညီးလိုက်တာပဲရှိတယ်အဲ့ဒါသူတို့ကြားတယ်လူတယောက်ရဲ့တိုးတိုးလေးညီးတွားတန်ကိုကျွန်တော်ဘယ်လိုကြားနိုင်မလဲကျွန်တော်ဒီလိုမျိုးစကားအတန်ကျဲချင်းနဲ့ပြောနေတာတော့မှကျွန်တော်ကောင်းကောင်းမကြားဘူးမိုက်ခရိုဖုန်းနဲ့ပြောတဲ့စကားတော့မှကျွန်တော်ကောင်းကောင်းမကြားတဲ့ချိန်ရှိတယ်ညီးတွားတန်ကိုဘယ်လိုကြားနိုင်တယ်လဲတေချာတခုကတော့ဒီစစ်တရေ3ယောက်ကငါတို့သခင်ဘာအလိုရှိမလဲဆိုတော့အမြဲအစင်သင်ရှိပြီးမှ attention ပေးထားပြီးမှလုံးဝစက္ကအနံထားလို့သာသူညီးတွားလာတယ်သူလိုချင်တာသိသွားတာကျွန်တော်ရင်းနှီးတဲ့ relationship ဆိုအဲ့ဒါပဲလေနော်တခါတည်းမှာကျွန်တော်တို့ရဲ့အိမ်ထောင်ဘက်တွေပါဇက်ကနေပြောစရာမလိုဘူးသူဘာလိုချင်လဲဆိုတာကိုကျွန်တော်တို့သိတယ်ဘာကြောင့်လဲရင်းနှီးမှုရှိတယ်ပြီးရင်ကျွန်တော်တို့ attention ပေးထားတယ် devote စက္ကအနံထားတယ်ဟုတ်လားတော့မသိဘူးတကယ်သိကြလားတော့မသိဘူးပေါ့နော်အမြဲတမ်းတော့ဘယ်သိနိုင်မလဲနော်လူပဲကျွန်တော်ဟိုဒီမှာအသက်ကြီးသူတွေအတွက်ကတော့ scientist ဆန်တဲ့ရှင်ကျွန်တော်အရန်ကြက်တဲ့ရှင်လေးရှိတယ်တရားဟောချက်တဲ့အဲ့ဒါဟိုပါလဲဒီလောက်နဲ့မှမကျင်နဲ့ရင်အရှုံးပေးဖို့ပဲကျန်တယ်တရှင်ကောင်းစင်ပါပါလိမ့်ဒီချက်ပို့ပြီးမတတ်နိုင်ဘူးနော်အဆိုးတော့မဆိုးပြတော့ပါဘူးသိချင်တယ်ဆိုလို့ရှိရင်နော်ပြီးခါကျရင်ကိုပေါ့ကိုတတ်မယ်ကိုပေါ့ဆိုပြလိုက်မယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ရဲ့အိမ်ထောင်ဖက်တွေရဲ့လိုအပ်ချက်ကိုသူတို့ပြောစရာမလိုပဲနဲ့ကျွန်တော်သိတဲ့အခြေအနေရှိတယ်အဲ့ဒါကျွန်တော်သိတော်လို့သိတယ်လို့မဟုတ်ဘူးကျွန်တော်တို့တွေရင်းနှီးမှုရှိထားတယ်သူဘာလို့ချင်တယ်လဲသူဘာလို့အပ်တယ်လဲဆိုရဲစက္ကမှုရှိထားလို့ကျွန်တော်သိတာပါဒီစစ်တွေရဲ့3ယောက်ကလည်းသူတို့သခင်ဘာလို့ချင်တယ်လဲသူဘာလို့အပ်မလဲဆိုအမြဲတမ်းအစင်သင်ရှိနေလို့ညီးတွားတဲ့အတန်လေးကိုတော့ကြားတာပါဒီသူတို့ရဲ့စက္ကအနံမှုကဒါဝိဒ်ကိုအံ့ဩစေပါတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့အသက်ရှင်ပုံတွေကကျွန်တော်သခင်ကိုအောင်ဩစေနိုင်တဲ့အရာတွေဘာတွေများရှိနေနိုင်မလဲကျမ်းစာထဲမှာဓမ္မသစ်မှာသခင်ယေရှုကိုအောင်ဩစေတယ်လို့ကျွန်တော်တွေ့ရတဲ့အဖြစ်ပြပေါ့နော်စကားလုံးနဲ့ရေးထားတဲ့အဖြစ်ပြ2ကြိမ်ရှိပါတယ်2ကြိမ်စလုံးကဘာနဲ့ဆိုင်တယ်လဲဆိုရင်ယုံကြည်ခြင်းနဲ့ဆိုင်ပါတယ်သခင်ယေရှုကိုအောင်ဩစေတာယုံကြည်ခြင်းနဲ့ဆိုင်ပါတယ်ပထမတစ်ခုကဘာလဲဆိုတော့ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး10ငယ်30နဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9ငယ်9မှာတွေ့ရတဲ့ centurion တမူကြီးဖြစ်တယ်သူရဲ့လူလင်တယောက်ဖျားနာနေတဲ့အခါမှာသခင်ယေရှုအကြောင်းကိုသူသိထားတယ်သခင်ယေရှုအကြောင်းကိုသူကြားထားတယ်သခင်ယေရှုခရစ်ရဲ့တတ်နိုင်ခြင်းကိုလည်းသူယုံကြည်ထားတဲ့အခါမှာလာပြီးမှဒီသခင်ကကုလေကုပေးခြင်းနဲ့သူဖြစ်တယ်ကုလေကုပေးတဲ့အရှင်ဖြစ်တယ်ဆိုသူတကယ်ကိုစိတ်ချပြီးမှလာပြီးမှကိုတော့ကျွန်တော်လူလင်တယောက်နေမကောင်းဖြစ်လို့ကျေးဇူးပြုပြီးမှလာပြီးတော့မှဆုတောင်းပေးပါအောင်လာပြီးမှကျမ်းမာခြင်းခွင့်ပေးပါအောင်ဆိုပြီးလာဆုတောင်းပါတယ်သခင်ယေရှုကဟုတ်ပြီသွားကြတာပေါ့ဆိုပြီးသူနဲ့လိုက်ဖို့ပြင်တဲ့အချိန်မှာတမှုရမလိုပါဘူးကိုတော့ကျွန်တော်အိမ်ထဲကိုဝင်ရအောင်ကျွန်တော်နဲ့လုံးဝမထိုက်တန်ပါဘူး
ကိုရောအမိတ်ရှိတယ်ဆိုရင်ကျွန်တော်ငယ်သားပြန်ကောင်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းတမှုဖြစ်ရကျွန်တော်မှာအတိုင်းအတာတစ်ခုထိအခွင့်အာဏာရှိတဲ့ခါမှာဒုတိယကိုလာပါလို့ပြောရင်လာပါတယ်။သွားပါလို့ရင်သွားပါတယ်။ဒါကြောင့်ကိုရောအမိတ်ရှိရင်ဖြစ်ပါတယ်လို့သူပြောလိုက်တဲ့ခါမှာသူ့ရဲ့ယုံကြည်ခြင်းကိုသခင်ယေရှုအံ့ဩတယ်လို့ကျမ်းစာကမှတ်တမ်းတင်ပါတယ်။သူ့ရဲ့ယုံကြည်ခြင်းကိုကျမ်းစာကအံ့ဩတယ်လို့မှတ်တမ်းတင်ပါတယ်။သခင်ယေရှုအံ့ဩတယ်။သခင်ယေရှုအံ့ဩတယ်။ဘာကြောင့်မလို့သခင်ယေရှုအံ့ဩရတယ်လဲ။သခင်ယေရှုဘာဆက်ပြောလို့ဆိုဒီလိုယုံကြည်ခြင်းမျိုးကိုဣသေလလူမျိုးထဲမှာတော့ငါမတွေ့ဘူး။ဒီလိုယုံကြည်ခြင်းမျိုးကိုဣသေလလူမျိုးထဲမှာတော့ငါမတွေ့ဘူးဆိုရယ်ဇကလုံးရဲ့အတိတ်ပဲထဲမှာမင်းတို့မှာဒီလိုယုံကြည်ခြင်းမျိုးရှိတဲ့တယ်ဆိုတဲ့ expectation လဲပါတယ်လို့ကျွန်တော်ခံစားပါတယ်မင်းတို့ကဘုရားသခင်ရဲ့လူမျိုးဖြစ်တယ်ဘုရားသခင်ရဲ့ပြည့်ညတ်တော်ကိုယာထားတဲ့သူဖြစ်တယ်ဘုရားသခင်နဲ့အတူတူတွာလာခွင့်ရတဲ့သူဖြစ်တယ်ဘုရားသခင်ရွေးကောက်ထားတဲ့လူမျိုးဖြစ်တယ်မင်းတို့မှာယုံကြည်ခြင်းတာ၍ရှိတဲ့တယ်တာ၍ကြီးမားတဲ့တယ်တာ၍ခိုင်မာတဲ့တယ်ဆိုတဲ့မျှော်လင့်ခြင်းသခင်ယေရှုထံမှာရှိတယ်လို့ကျွန်တော်တို့နားလည်လို့ရပါတယ်ဒါမျိုးယုံကြည်ခြင်းကိုဣသေလလူမျိုးနဲ့ပတ်တော်ငါမတွေ့ဘူးပြောချင်တာကဣသေလလူမျိုးထဲမှာတွေ့မယ်ဆိုရင်တော့မအောင်ဘူးဆိုတဲ့သဘောပေါ့နော်ဒါပေမဲ့ဒီလူရဲ့ယုံကြည်ခြင်းကိုအံ့ဩတယ်ဘာကြောင့်များဖြစ်နိုင်တယ်လဲနော်ဒီတစ်ခုလေးကဘာလဲဆိုရင်ဣသေလလူမျိုးတွေကသူတို့ရဲ့အသက်တာကဘာဘယ်ရာပေါ်မှာအခြေခံထားလဲဆိုလို့ရှိရင်တော့ moral law သူတစ်ဖြစ်ဘုရားသခင်ပေးထားတဲ့ပြည့်ညတ်တော်ထဲမှာအခြေခံထားပြီးပြည့်ညတ်တော်ကိုလိုက်လျှောက်အသက်ရှင်ရင်ဘုရားသခင်ကကောင်းချီးပေးမယ်ကိုယ့်ရဲ့အသက်တာထဲမှာငါအစဉ်ပြေနေတာငါအခုချိန်တွေကိုရောက်နေတာငါရဲ့စက္ကမှုကြောင့်ဖြစ်တယ်ငါရဲ့နာခံခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့ပြည့်ညတ်တော်ကိုအခြေခံတဲ့ငါလှုပ်လို့ငါရတာဆိုတဲ့စိတ်ကိုအခြေခံထားပါတယ်ပြည့်ညတ်နဲ့သွားတဲ့ဆိုကတဲ့ကိုကကျွန်တော်တို့တွေရဲ့တက်တာထဲမှာငါလှုပ်လို့ငါရတယ်ဆိုတဲ့ကိုပေါ်မှာပဲကျွန်တော်တို့အခြေခံပါတယ်အခြေခံမခံလို့မရဒီ default ကိုကပြင်းနေတဲ့တော့ default ကိုနဲ့ဆိုင်တယ်ကိုဘလောက်နားခံတယ်လဲကိုဘလောက်လက်လျှောက်တယ်လဲဆိုပပမူတည်တဲ့အခါမှာသူတို့အတွက်ကဣတိလိုဘလောက်ပဲအစင်ပြနေပါစေအတိုင်းအတာတစ်ခုထိကတော့ဘုရားသခင်ကိုယ်တော်ကိုဘလောက်ပဲချီးမွမ်းအတိုင်းအတာတစ်ခုထိငါစက္ကလို့ငါလှုပ်လို့ဆိုတဲ့သဘောလေးအမြဲတမ်းရှိနေတယ်။ဘာကြောင့်လဲသူတို့ရဲ့ world view သူတို့ရဲ့ default position ကပြည့်ညတ်တော်ပေါ်မှာယက်တည်ထားလို့ဖြစ်တယ်။ဒါပေမဲ့ဒီတက်မှုကြီးကတပါးမျိုးသားဖြစ်တယ်။ तू ကပြည့်ညတ်တော်နဲ့ဆန်းတဲ့ရောက် तू နားမလည်ဘူး။ယောမထဲမှာဘာပြောလို့ဆိုယခုမကသင်တို့ဒီပြည့်ညတ်တရားအောက်နိုင်မရှိတော့ဘူး။ဂျေဇုတရားအောက်နိုင်ရှိသွားပြီ။ဂျေဇုတရားဆိုတာဘုရားသခင်ရဲ့လှတ်ဆောင်ပေးခြင်းဂျေဇုပြုပေးခြင်းဖြစ်တယ်။ကျွန်တော်တို့ရဲ့တဏ္ဍန်ခြင်းမတဏ္ဍန်ခြင်းနာခံခြင်းမနာခံခြင်းမှမဟုတ်ဘဲနဲ့ဘုရားသခင်သူ့မှာရှိတဲ့ကြွယ်ဝသောဂရုဏာတော်ကြွယ်ဝသောဂျေဇုတရားထဲကနေပြီးမှစီးဆင်းလာတဲ့ဘုရားသခင်ရဲ့ဂျေဇုပြုခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အောစရာကောင်းတဲ့ amazing grace အံဖွယ်ဂျေဇုတော်ဆိုပြီးကျွန်တော်တင်စားပြောကြတာဖြစ်တယ်။ဆိုတော့ဒီတမှုကတော့သူ့မှာငါတတ်နိုင်တယ်ငါမတတ်နိုင်ဘူးဆိုတာထက်ငါလည်းအာနာရှင်နော်အာနာရှိသူတရားဖြစ်တဲ့ကြောင့်ငါဒီလောက်ထက်နားလဲဆိုတာထက်သူ့မှာငါနဲ့ထက်တန်လို့ဆိုတာမရှိဘူးပြည့်ညက်ရဲ့သဘောတရားမရှိဘူးသခင်ယေရှုကြောင့်သူကြားဖို့ထားတယ်သခင်ယေရှုရဲ့ဂုဏ်ကြောင့်သူကြားဖို့ထားတယ်သခင်ယေရှုတတ်နိုင်ခြင်းသူကြားဖို့ထားတယ်အဲ့ဒီအပေါ်မှာပဲယက်တီမှာသခင်ယေရှုကိုလာပြီးမှဆုတောင်းခြင်းဖြစ်တယ်အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဂျေဇုတော်ကိုမှန်ကန်စွာဝန်ခံတဲ့သဘောရှိတယ်လို့ပြောလို့ရပါတယ်။အဲ့ဒါကသခင်ယေရှုကိုအံ့ဩစေတယ်ဆိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ဖွဲ့ကတော့မာကု 6:6 မှာဗာတွေ့ရလဲဆိုတော့သခင်ယေရှုသူ့ရဲ့ကြီးပြင်းခဲ့တဲ့ရက်ရွာကိုပြန်ရောက်သွားတဲ့အခါမှာတဲ့လူတွေကမယုံကြည်နိုင်ဘူးတဲ့။ဒါကယောသတ်သားမဟုတ်ဘူးလား။ဒါမာရိသားမဟုတ်ဘူးလား။ဒါယာကုပ်ရဲ့ညီယာကုပ်အကိုမဟုတ်ဘူးလား။ဆိုပြီးတော့မှသူ့ရဲ့ဒီ familiarity ပေါ့နော်ယဉ်နှီးကြောင်းဝင်ခြင်းမျက်စိကအယံကာထားတဲ့ခါကျတော့သခင်ယေရှုဟာဘသူဖြစ်တယ်လဲဆိုတာကိုသူတို့မမြင်နိုင်ဘူးမယုံကြည်နိုင်တဲ့အခါမှာသခင်ယေရှုအံ့ဩတယ်သူတို့ရဲ့မယုံကြည်ခြင်းကိုအံ့ဩတယ်ကျွန်တော်ထင်တယ်သူတို့ရတဲ့ information ကအတူတူလောက်ပါပဲဒီမှာသူတို့ဆိုလို့ရှိရင်တော့ပုံများလာတာကသူတို့ကအတူတူကြီးပြင်းတဲ့ရွထဲရဆိုသူနဲ့ပိုရင်းနှီးတယ်လောက်ပဲရှိမယ်ဒါပေမဲ့ information အတူတူပဲသခင်ယေရှုတတ်နိုင်တယ်သခင်ယေရှုကဲတင်နိုင်တယ်သခင်ယေရှုအနာရောဂါငြိမ်းစေနိုင်တယ်သခင်ယေရှုနမိတ်လက္ခဏာလုပ်နိုင်တယ် information အတူတူပဲသို့တော်လည်းသူတို့ရဲ့မယုံကြည်ခြင်းကြောင့်နမိတ်လက္ခဏာပြလို့မရဘူးတဲ့
လူတချို့ကိုပဲကျမ်းမာစေပြီးမှထွက်သွားရတယ်သူတို့ရဲ့မယုံကြည်ခြင်းကိုသခင်ယေရှုအံ့ဩတယ်လို့ကျမ်းစာကမှတ်တမ်းတင်ပါတယ်ဒီနေ့ကျွန်တော်ရဲ့တက်တာထဲမှာသခင်ယေရှုကိုကျွန်တော်ရဲ့အရှင်သခင်ရှင်ဘုရင်ကိုဘယ်လိုမျိုးအံ့ဩစေမှုများဖြစ်စေနိုင်မလဲဘယ်လိုအံ့ဩမှုမျိုးကိုကျွန်တော်တို့ရှင်ဘုရင်ကိုပေးနိုင်မလဲဒါတော့ကျွန်တော်လူဘက်ကစဉ်းစားတဲ့အတွေးခေါ်လေးပါဘုရားသခင်ကိုကျွန်တော် surprise လုပ်လို့မရပါဘူးဒါပေမဲ့ဒါလေးကိုကျွန်တော်စဉ်းစားစေချင်တယ်ကျင့်ဖန်များစွာကျွန်တော်တို့ဒီခရိယန်ဖြစ်တဲ့အသက်ရှင်လာကြတဲ့ခါမှာကျွန်တော်ဧဝံဂေလိတရားကိုခဏခဏဟောဖို့လိုတယ်လဲဘာကြောင့်လိုတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အချင်းတစ်ခုရောက်တဲ့ခါမှာလူသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဘဝကျင်လည်ရာအရာတွေကကျွန်တော်တို့ကိုဘယ်ကိုပြန်ပြီးတွန်းပို့လာစေလဲဆိုရင်ကို shop ကိုရက်တည်ရတယ်ငါလုံးမငါစားရတယ်ဆိုတော့ကိုစားခြင်းကိုကျွန်တော်ပြန်ပြီးတော့မှတွန်းချင်းခံရတဲ့အတွက်ကျွန်တော်တို့ဧဝံဂေလိတရားကိုများကြားဖို့လိုတယ်ခဏကြားဖို့လိုတယ်တကယ်ပဲငါတို့ဟာနော်ဒီအပြစ်သားတွေဖြစ်တယ်ကိုယ့်ကိုမကဲတဲ့တဲ့သူတွေဖြစ်တယ်ဆိုတာကိုပြန်သိဖို့လိုတယ်ပြန်နားလည်ဖို့လိုတယ် reminder အနေနဲ့ပြန်သိဖို့လိုတယ်ဒီနေ့မှာကျွန်တော်တို့ information တွေအများကြီးရှိတယ်သခင်ယေရှုကြောင့်ကျွန်တော်အများကြီးသိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မယုံကြည်နိုင်ခြင်းကများဒီကနေ့သခင်ယေရှုကအော်စင်မလားမင်းဒီလောက်ထိကွာဘုရားကြောင့်ကိုအပတ်တိုင်းလာတယ်ကွာဒီလောက်ထိကျမ်းစာဖတ်တယ်ကွာဒီလောက်ထိပါဝင်တယ်ကွာဒါပေမဲ့မင်းအသက်တာတွေမှာဘာဖြစ်လို့ယုံကြည်ခြင်းမရှိတော့သူကဲ့သို့ဖြစ်နေရတာလဲကျွန်တော်ရဲ့မယုံကြည်ခြင်းကများသခင်ကိုအော်စင်မလားဒါမှကျွန်တော်ရဲ့ယုံကြည်ခြင်းကများသခင်ကိုအော်စင်မလားဘာမှမျောလင့်စရာမရှိတော့ဘူးဘာပဲဖြစ်ကိုတော့တတ်နိုင်တယ်ဆိုတဲ့စိတ်နဲ့တလန်းချင်းလှမ်းတဲ့အသက်တာကိုသခင်ယေရှုဂျင်းနဲ့စင်မလားယုံကြည်ခြင်းမရှိရင်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးလို့ကျမ်းစာပြောပါတယ် In Hebrew chapter 11 verse 6 it says that without faith it is impossible to please God ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်ဂျင်းနဲ့စင်နိုင်ဖို့ဆိုလုံးဝမဖြစ်နိုင်ဘူးလို့ပြောပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပြန်လဲဆန်းစစ်ဖို့ရန်အတွက်ဖြစ်ပါတယ်ရှင်ပေါလုလည်းကျွန်တော်တို့ကိုနှိုးဆော်ပါတယ်မင်းတို့ယုံကြည်ခြင်းမှတည်သလားမတည်သလားကိုစစ်ကြောကြပါကိုဆန်းစစ်ကြပါလို့ဒီနေ့ကျွန်တော်တို့ကိုနှိုးဆော်တာရှိပါတယ်နောက်တစ်ပိုင်းလေးကတော့ဗာလဲဆိုရင်ရှင်ဘုရင်မှအံ့ဩစေခြင်းပထမတစ်ချက်ကရှင်ဘုရင်အံ့ဩစေတယ်ဝေါမင်းတို့ဒီလောက်ထိလုပ်တယ်နောက်တစ်ခုကတော့ရှင်ဘုရင်ကိုအံ့ဩစေခြင်းဆိုတာကတော့ဒါဝိဒ်ကသူအရန်တောက်ချင်တဲ့ရေကိုယူလာပေးတဲ့စစ်သူရဲ့၃ယောက်ကိုကြည့်တယ်ပြီးရေကိုမြေကြီးမှာတွန်းချလိုက်တယ်အဲ့လူတွေကသူတို့မှဒဏ်ရာနဲ့ရှိနေမှာနော်စစ်တိုက်ပြီးထွက်ပြေးလာတာဆိုတော့ဒါပေမဲ့အဲ့ဒါကိုတွန်းချလိုက်တယ်တွန်းချလိုက်ပြီးတော့မှသူတို့ဘယ်လိုခံစားမလဲပေါ့နော်ဒီလောက်ထိငါတို့အသက်ဆုံးမယူလာတဲ့ဟာကိုကွာပြီးလောက်ရက်လေချင်းဆိုပြီးမှနော်သူတို့ခင်ဟိုပါပေါ့ဒါဝိဒ်လုပ်တဲ့အလုပ်ကိုသူတို့အောင်သွားမှာဖြစ်တယ်ဒါပေမဲ့ဒါဝိဒ်ကမဟုတ်ဘူးဒါဟာဒီရေဟာဒီလူတွေရဲ့အသွေးနဲ့သူတို့ယဉ်ထားတဲ့ရေဖြစ်တယ်ရေတော်မဟုတ်ဘူးဒါအသွေးဖြစ်တယ်သူတို့အသက်ကိုယဉ်ထားတာဒါကြောင့်မလို့ဒီလောက်ထိစက္ကအနန္တတဲ့သဘောကိုယ့်ရဲ့အသက်ကိုတော့မနှမျောဘဲနဲ့စက္ကအနန္တတဲ့သဘောကဒီလိုမျိုးစက္ကအနန္တခြင်းကဘုရားသခင်နဲ့ပဲထက်တန်တယ်ငါနဲ့မတန်ဘူးဒါကြောင့်ဘုရားသခင်နဲ့ပဲထက်တန်တယ်ဆိုပြီးတော့ဘုရားသခင်ကိုပေးလိုက်တာဖြစ်တယ်ဘုရားသခင်ကိုပူဇော်လိုက်တာဖြစ်တယ်ဘုရားသခင်နဲ့ပဲထိုက်တန်တဲ့စက္ကအနန္တခြင်းမျိုးကိုငါ့ကိုမပေးနဲ့ငါနဲ့မတန်ဘူးလို့ဒါဝိဒ်ဝန်ခံတာဖြစ်တယ်ဒါကြောင့်မလို့ဒီဒါဝိဒ်ကိုဘုရားသခင်ငါ့ရဲ့စိတ်တော်နဲ့ညီညွတ်တော်သူလို့တင်စားတာလို့ကျွန်တော်ပြောလို့ရတယ်ဒီဟာတစ်ချက်လည်းပါမယ်တကယ်ကိုချစ်ဖို့ကောင်းတယ်တကယ်ကိုလေးစားဖို့ကောင်းတယ်ခေါင်းဆောင်တယောက်နော်ဘုရားသခင်ကိုယုံကြည်တဲ့သူတယောက်ရဲ့စိတ်ထားမျိုးဖြစ်တယ်ငါနဲ့မတန်တဲ့စက္ကန့်မှုမျိုးငါမယူဘူးဒါဘုရားသခင်နဲ့ပဲထိုက်တန်တဲ့စက္ကန့်အနန္တခြင်းမျိုးဖြစ်တယ်ဒါဘုရားသခင်အတွက်ပဲဖြစ်တယ်ဆိုတာကိုကောင်းနှိမ့်ချရှင်နဲ့ဝန်ခံနိုင်ဆိုကျွန်တော်တို့တွေ့ရတယ်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာကျွန်တော်တို့နဲ့မဆိုင်တဲ့ဂုဏ်တွေကျွန်တော်တို့နဲ့မဆိုင်တဲ့ credit တွေဘယ်လောက်ထိကျွန်တော်ယူသလဲကျွန်တော်တို့လူရဲ့သဘောတဘာဝက we love significance အကောင်ကြီးဖြစ်ချင်တယ်ပေါ့နော်ဘန်းစကားနဲ့ပြောမှဆိုအကောင်ဖြစ်ချင်တယ်ငါလည်းဒီလောက်တော့ဟုတ်ပါတယ်ဆိုရယ်စိတ်ရှိတဲ့အခါမှာကျွန်တော်တို့ credit လိုချင်တယ်တခါတည်းမှာကျွန်တော်မှတ်မိတယ်ကျွန်တော်ဒီထက်အများကြီးငယ်တော့ငါပေါ့နော်အဲ့တော့ငါဆိုလို့ရှိရင်
ကိုယ့်ရဲ့မိသားစုအတိုင်းဝန်းထဲမှာနာမည်ကြီးတရားရောက်နဲ့အမျိုးတော်တာဖြစ်ဖြစ်နာမည်ကြီးရောက်နဲ့တိတာဖြစ်အဲ့ဒါတော့ကိုနဲ့တိတာတော့မဟုတ်ဘူးတနေရာမှာသွားအမျိုးတော်တော်ဂုံယူခြင်းတယ်ဂုံယူခြင်းတယ်ဆိုပြောချင်ကျွန်တော်ရဲ့လူရဲ့သဘောတဘာဝစိတ်ကိုပြောပါတယ်ဆိုကျွန်တော်တို့ရဲ့တက်တာထဲမှာကျွန်တော်ရဲ့တက်တာထဲမှာဖြစ်နေတဲ့အရာတွေပေါ်မှာဘုရားသခင်နဲ့ပဲဆိုင်တဲ့အရာတွေဘုရားသခင်နဲ့ပဲထိုက်တန်တဲ့စက္ကချင်းမျိုးဘုရားသခင်နဲ့ပဲထိုက်တန်တဲ့ credit မျိုးကိုကျွန်တော်တို့တွေယူနေမိသလားဘုရားသခင်ရဲ့ဘုန်းကိုခိုးတဲ့သူတွေများဖြစ်နေသလားစဉ်းစားစရာရှိပါတယ်စဉ်းစားစရာရှိပါတယ်ဒါဝိဒ်ကတော့မဟုတ်ဘူးဒီလိုစက္ကချင်းမျိုးကအသက်ကိုတော့မှယဉ်ပြီးမှပေးစတဲ့စက္ကချင်းမျိုးကဘုရားသခင်နဲ့ပဲထိုက်တန်တယ်ဆိုပြီးတော့ဘုရားသခင်ကိုသူပူဇော်လိုက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ကောလောသဲခန်းကြီးနဲ့ငယ်14ထဲမှာငါတို့နဲ့စန့်ကျင်မဲ့ဖြစ်သောဝိနည်းအထုံးဖွင့်တဲ့ဆက်ဆိုင်သောလက်မှတ်ကိုခြေ၍လဝါကားထဲမှာရိုက်ထားလျက်ငါတို့စัจ जा တဲ့ကပယ်ရှင်းတော်မူပြီအထုံးမြန်အာနာဆက်များကိုလူယူလင်ထင်ရှားစွာထုတ်ပြ၍လဝါကားတိုင်းတော်အဖြစ်အောင်ပွဲကိုခံတော်မူပြီအဲ့ဒီစာနောက်ကပုံလေးကယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး8ကအဖြစ်ပြက်လေးပါမှားယွင်းခြင်းအမှုကိုပြုနေတဲ့မိမကိုဒီဘာသာရေးခေါင်းဆောင်တွေဒီအုပ်စုတစုကဘာသာရေးသမားတွေကခေါ်လာပြီးတော့မှကိုတော့ဒီမိမကိုမှားယွင်းခြင်းလုပ်နေတဲ့အချိန်မှာငါတို့ဖမ်းမိပါတယ်ဆိုတော့မောရှေရဲ့တရားစကားအရဆိုရင်သူ့ကိုငါတို့ဂဲနဲ့ပောက်တတ်ရမယ်ကိုရောဘာပြောသလဲမေးပါတယ်ဒါသူတို့တမင်တကာနော်ကျမ်းစာပြောတယ်သူတို့သခင်ယေရှု1600ဆင်ချင်လို့တဲ့ဆိုသခင်ယေရှုကချစ်ချင်းမေတ္တာတရားခွင့်လွှတ်ခြင်းတရားနဲ့သူများတွေကိုအသက်ကိုကယ်နေတဲ့အချိန်မှာသူများတွေရဲ့တရားပြောင်းလဲအောင်လုပ်နေတဲ့အချိန်မှာကျမ်းစာအတိုင်းဆိုရင်တော့ဂဲနဲ့ပောက်တတ်ရမှာဘောလို့ပြောရင်ဟာyes လာချီလားဆိုပြီးလူတွေရဲ့ attention လူတွေရဲ့နော်ယုံကြည်ခြင်းလူတွေရဲ့နော်ဒီဟောပေါ့နော်ဒီစက္ကချင်းတွေသူရမှာမဟုတ်တော့လူတွေရဲ့သူယုံကြည်မှာမဟုတ်တော့လိုက်ချင်မှာမဟုတ်တော့တစ်ဆက်တည်းမှာပဲမပေါက်နဲ့လို့ပြောပြန်ရင်လေဟာကျမ်းစာကိုလွန်ပြီးတော့မှလှုပ်တယ်ကျမ်းစာကိုလွန်ပြီးတော့စန့်ကျင်တယ်ဆိုပြီးမှအဲ့ဒီအမှုနဲ့သခင်ယေရှုကိုထပ်ပြီးတော့မှတရားစင်လို့ရပြန်တယ်ဆိုတော့သူတို့ပိတ်မိပြီပေါ့ဒီခါတော့သူဘယ်ပြေးမလဲဆိုပုံစံလာကြတဲ့ခါမှာကျွန်တော်အားလုံးသိကြပါတယ်ဒီအဖြစ်ပြက်လေးရဆိုလို့ရှိရင်ခရိယန်တာဝန်ကြတဲ့မပြောနဲ့ဒီကျွန်တော်တို့အနောက်တိုင်းမှာဆိုရင် secular war မှာတော့မှအသုံးများတဲ့စကားလုံးဖြစ်တယ်အပြစ်မရှိတဲ့သူက get စားပေါက်ပါစေအပြစ်ရှိတဲ့သူကိုမင်းတို့စီရင်ချင်တယ်ဆိုအပြစ်မရှိတဲ့သူကစားပေါက်ပါဆိုတော့အဲ့ချိန်မှာအသက်အကြီးဆုံးကနေစပြီးတော့မှာတဲ့သူတို့ရဲ့အတွင်းနဲ့စလုံးထဲမှာသူတို့တွေနော်ဒီပေါ်ပြခြင်းခံရတဲ့ခါမှာကိုယ့်အပြစ်ကိုမြင်သွားတဲ့ခါမှာအသက်အကြီးဆုံးကစထွက်သွားတယ်တဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဟာသိချတယ်အသက်ကြီးလာလေကျွန်တော်ရဲ့ sin conscious အပြစ်နဲ့ဆိုင်တဲ့အရာတွေကျွန်တော်ပို့ပြီးမှသိလေလို့ပြောလို့ရတယ်အသက်ကြီးလေအပြစ်များလေပေါ့အဲ့ဒီအချိန်မှာအပြစ်မရှိသူကဂဲနဲ့စပေါက်ပါဆိုရင်အဲ့ဒီအချိန်မှာအပြစ်မရှိသူရှိတယ်သခင်ယေရှုကအပြစ်မရှိဘူးဒါပေမဲ့သခင်ယေရှုကလည်းမိမကိုမေးတယ်မင်းကိုစီရင်သူဘယ်ရောက်ကုန်ပြီလဲမရှိတော့ဘူးကိုတော့ငါလည်းမင်းကိုမစီရင်ဘူးသွားပါနောက်တစ်ခါဒူးစရိုက်မပြုတ်ပါနဲ့လို့ပြောလိုက်ပါတယ်ဒါမဲ့ကျွန်တော်တို့နားလဲရမှာကဘုရားသခင်ဟာဖြောင့်မတ်မှန်ကန်တဲ့ဘုရားဖြစ်တယ်မေတ္တာရှင်ဖြစ်တယ် yes အဲ့လိုပဲဖြောင့်မတ်မှန်ကန်တဲ့တရားမျှတတဲ့ဘုရားဖြစ်တဲ့အတွက်အပြစ်ရှိတာကိုတော့စီကိုစီရင်ရမယ်အဲ့ဒီချိန်မှာဘယ်လိုစီရင်မလဲသူရဲ့အပြစ်ကိုအလကားတော့လှုပ်ချင်တယ်လှုပ်ပြီးမှလှုပ်သွားတာမျိုးတော့မရဘူးလေအပြစ်ကိုတော့ပေးဆက်ရမယ်အဲ့ဒီချိန်မှာသခင်ယေရှုကကျွန်တော်ဆရာတက်ပြောရန်သဘောကျတယ်မိမကိုထွက်သွားပါမင်းကိုလည်းငါလည်းမင်းကိုမစီရင်ဘူးနောက်တစ်ခါမင်းအပြစ်ဒုစရိုက်မပြုတ်နဲ့တော့လို့ပြောပြီးတဲ့ခါမှာကိုရောထပြီးမှကောင်းကင်ကိုကြည့်ပြီးမှအဖသူ့ရဲ့အပြစ်စင်ရှိသမျှကိုကျွန်တော်စေနဲ့ထည့်လိုက်ပါလဝါကားတိုင်းမှာကျွန်တော်ဖြည့်ရှင်းပေးပါမယ်ဆိုပြီးတော့မှပြောတယ်လို့သူ imagination လုပ်ပြီးတော့မှသူပြောပါတယ်ကျွန်တော်အရင်သဘောကျတယ်ဒီလောက်ထိအပြစ်များတဲ့သူကိုလို့ကျွန်တော်တို့ပြောနေတဲ့အချိန်မှာသခင်ယေရှုကသူ့အပြစ်တွေအကုန်လုံးကိုငါစေနဲ့ထည့်မယ်ကျွန်တော်တို့အပြစ်တွေအားလုံးကိုသခင်ယေရှုသူ့စေနဲ့ထည့်မယ်ကျွန်တော်ရဲ့ပြစ်မှားခြင်းတဲ့အလုံးစုံကိုဘုရားသခင်ယေရှုကစေသူစေနဲ့ထည့်ပြီးတော့မှလဝါကားတိုင်းပေါ်မှာသူ
ရိုက်ထားပြီးတော့မှဖြည့်ရှင်းပေးတဲ့အရှင်ဖြစ်တယ်ကျွန်တော်တို့အပြစ်ရှိတဲ့မြတ်ကိုဖြည့်ရှင်းပေးလိုက်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကနေ့စစ်သူရဲ့၃ယောက်ကနေပြီးတော့မှရန်သူတပ်ကိုဖျက်ပြီးတော့မှဒါဝိဒ်တောက်ချင်တဲ့ရေကိုသွားယူတဲ့လောက်ရက်ကတကယ်တော့သခင်ယေရှုခရစ်ကကျွန်တော်တို့ရဲ့ယံသူဆိုတဲ့အပြစ်နဲ့ဆိုင်တဲ့အရာတေချင်တဲ့ဆိုင်တဲ့အရာကိုတိုက်ဖြတ်အောင်နိုင်ပြီးတော့မှရေနဲ့မဟုတ်ဘူးသူ့ရဲ့အသွေးတော်နဲ့ဗြိဉ္ဉ်တရားအသစ်ကိုစီရင်ပေးတဲ့အရှင်ဖြစ်တယ်သူ့ရဲ့အသက်ကိုပေးပြီးတော့မှကျွန်တော်တို့ကိုဗြိဉ္ဉ်တရားအသစ်၌တည်စေတယ်ပေးဆက်မှုကိုပေးဆက်ခဲ့တဲ့အရှင်ဖြစ်တယ် a surprise ကျွန်တော်တို့တို့အော်စရာကောင်းလောက်အောင်လှုပ်ဆောင်ပေးတယ်အရှင်ဖြစ်တယ်ဆိုကျွန်တော်တို့တွေ့ရတယ်ဒီကနေ့ဒါဝိဒ်ဟာဘုရားသခင်ရဲ့မေတ္တာဘုရားသခင်ရဲ့ဂရုဏာဘုရားသခင်ရဲ့ကျေးဇူးတရားကိုတောင်မျိုးစုံကနေတေချာနားလည်တဲ့သူပါဟိုးတိုးကြောင်သားဘဝထဲကနေစပြီးတော့မှထတော်ဘုရားငါ့ရဲ့တိုးထင်းဖြစ်တယ်။ကောင်းကင်ကိုကြည့်ရင်ဘုရားသခင်ဘုန်းတော်မြင်တယ်။မြေကြီးကိုကြည့်ရင်ဘုရားသခင်ဘုန်းတော်ကိုမြင်တယ်။အရာရာမှာဘုရားသခင်နဲ့မွေ့လျော်တဲ့ဘုရားသခင်ရဲ့ဖြစ်ခြင်းဘုရားသခင်ဂုဏတယောက်ကသဘောပေါက်နားလည်တဲ့သူဖြစ်တယ်။မကုန်ခန်းတဲ့ဘုရားသခင်ကြီးစုတော်ကိုနားလည်တဲ့သူဖြစ်တယ်။ကြီးစုနဲ့ဂုဏတစ်သလုံးခံစားရတယ်လို့သူကောင်းကောင်းနားလည်တဲ့သူဖြစ်တယ်။အဲ့လိုပဲအပြစ်လုံးမိပြီးတဲ့အခါမှာသူများမယားကိုမတရားသိမ်းယူပြီးတော့မှအဲ့မယားရဲ့ယောက်ျားကိုလည်းတေအောင်လှုပ်တဲ့အပြစ်အင်မတန်မှဆက်ဆွယွန်းစရာကောင်းတဲ့အပြစ်ကိုလှုပ်ပြီးတဲ့အချိန်မှလည်းပဲအော်ဒါငါဒီလူတွေကိုပဲပြစ်မှားတာမဟုတ်ဘူးဒီလူတွေပမာငါမတရားလှုပ်တဲ့လှုပ်ရငါဘုရားသခင်ကိုပြစ်မှားတာနဲ့အတူတူပဲဆိုပြီးမှသူကောင်းကောင်းမြင်သဘောပေါက်ပြီးမှနောင်တရပြီးမှနောင်တအချိန်ကြီးကနေအော်ဘုရားသခင်ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ဝမ်းမြောက်ခြင်းကိုတော့ကျွန်တော်မဆုံးရှုံးရလေအောင်ဆိုပြီးမှဆုတောင်းပြီးနှိမ့်ချပြီးမှနောင်တရပြီးဆုတောင်းတဲ့ဘုရားသခင်ထံမှာပြန်လှည့်တဲ့ဘုရင်ဖြစ်တယ်။တနည်းအားဖြင့်လူငယ်ဘဝနဲ့ဘုရားသခင်ကျေးဇူးတော်ကိုခံစားပြီးမှချီးမွမ်းတတ်တယ်လို့ဖြစ်တယ်လို့အပြစ်သားဘဝအပြစ်ရှိတဲ့သူအချင်းတွေကနေလည်းဘုရားသခင်ကိုပြန်စိတ်နှလုံးပြည့်နဲ့ပြန်ဝန်ချတောင်းပန်ပြီးမှတော့ပြီးခဲ့တဲ့နှစ်ပတ်ကကျွန်တော်ပြောတဲ့နောင်တတရားဆိုတဲ့တကယ်စိတ်နှလုံးပြောင်းလဲခြင်းတကယ်ပြင်းစွာသောခံစားခြင်းပြီးတော့ဥတီယာလှည့်ပြီးမှတကယ်ဘုရားသခင်ကပြန်လှည့်တဲ့သူဖြစ်တယ်ဆိုကျွန်တော်တို့တွေ့ရတယ်။နောက်ဆုံးဘုရားသခင်တို့ငါဟာတော့နန်းတော်မှာနေရတယ်ဗြိဉ္ဉ်တက်တာတော့တဲမှာနေရတယ်မဟုတ်သေးဘူးဗြိဉ္ဉ်တက်တာဘုရားသခင်တို့ငါဘယ်မှာတော့စောက်မယ်ဆိုရင်နော်ဒီအိမ်တော်ကိုဆွဲလန်းခြင်းစိတ်ကလည်းအင်မတန်မှပြင်းထန်တဲ့သူဖြစ်တယ်။ဒါသူ့လက်ကသွေးဆွမ်းလွှားကြည့်တော့ဘယ်မှာတော့စောက်ခင်တော့မရခဲ့ဘူးသို့တော်လည်းဘယ်မှာတော့သူ့သားခင်မှာစောက်ဖို့ရနိုင်အောင် blueprint အကုန်လုံး plan အကုန်လုံးပြင်ဆင်ထားပေးပြီးသားအဲ့ဘယ်မှာတော့နေရာအတွက်နော်သူမြေဝယ်ဖို့ရတဲ့ပြောတဲ့အခါမှာမြေပန်ရှင်ကအရှင်မင်းကြီးဘုရားသခင်အတွက်လှုပ်မှာပဲဘုရားသခင်အတွက်ပေးမှာပဲယူပါအခပေးစရာမလိုဘူးလို့ပြောတဲ့အခါဒါဝိဒ်ကမဟုတ်ဘူးအလကားရတဲ့ဟာနဲ့ငါဘုရားသခင်မပူဇော်ခြင်းဘူးငါဘာမှမပေးစရာပဲနဲ့ဘုရားသခင်မှာငါသွားပြီးပူဇော်ခြင်းကိုးကွယ်ခြင်းမလုပ်ခြင်းဘူးဆိုပြီးတော့မှအဲ့လောက်ထိဘုရားသခင်ကိုချစ်တဲ့သူဖြစ်တယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်ဒါဝိဒ်ရဲ့အသက်တာအဖြစ်ကျွန်တော်အများကြီးဆင်ခြင်စရာရှိတယ်ရှင်ဘုရင်အဖြစ်နဲ့သူရှိနေတဲ့အချိန်မှာသူ့ရဲ့နော်ဒီပြဿနာပေါင်းစုံထဲကနေပြီးမှစစ်သူရဲ့ဖြစ်လာတဲ့သူတွေမှန်တဲ့အရှင်နဲ့တွေ့တဲ့ခါမှာဘဝတွေသူတို့ဥတီယာပြောင်းလဲသွားပြီးမှသူတို့ရဲ့အသက်ရှင်ရခြင်းအတိတ်ပဲရှိသွားပြီးမှနော်ဒီတကယ်နိုင်ငံတော်အတွက်အင်မတန်မှအားကိုးရတဲ့စစ်သူတွေဖြစ်လာသည့်အထိနော်လှုပ်ဆောင်ပေးနိုင်တဲ့အရှင်ဖြစ်တယ်ကျွန်တော်တို့တက်တာထဲမှာလည်းမှန်သောအရှင်နဲ့တွေ့ဖို့အရေးကြီးပါတယ်မှန်သောအရှင်နဲ့တွေ့တဲ့ခါမှာကျွန်တော်ပြဿနာဘလောက်ပဲရှိရှိအဲ့အရှင်ကအားလုံးဖြည့်ရှင်ပေးပြီးတော့မှအဲ့ဒီအရှင်ဖို့လုံးမှာအသက်ရှင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုလုပ်ပေးတဲ့သူဖြစ်ပါတယ်ကျွန်တော်တို့စကအန်တန်တဲ့အသက်တာစစ်တေးသုံးယောက်ကသူတို့သခင်နှုတ်ကနေတိုးတိုးလေးငီးတွားတဲ့စကားသံကိုကြားနိုင်တယ်ဆိုရင်အဲ့လောက်တိုးတိုးလေးကိုကြားနိုင်လောက်သူတို့စက်ကတ်ထားတယ်သူတို့အမြဲတမ်း attention ပေးထားတယ်ဆိုရင်အဲ့လိုစက္ကန့်မှုမျိုးနဲ့ဒီနေ့ကျွန်တော်တို့ရဲ့သက်တာမှာလည်းသခင်နောက်ကိုလိုက်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ယဉ်ကျေးခြင်းဆိုတဲ့နေရာမှာတစ်ခုကဘာလဲဆိုတော့ငါဘာလို့အပ်တယ်လဲငါဘာဖြစ်ချင်တယ်လဲဆိုတဲ့အရာတဲ့ငါဘလို့အသက်ရှင်ရင်ဘု
ဘုရားသခင်ရဲ့ဘုန်းတော်ဘလို့ထင်ရှားမလဲဆိုတာပို့ပြီးတော့မှစဉ်းစားလာတာဖြစ်ပါတယ်ငါအစဉ်ပြေဖို့အစဉ်မပြေဖို့ဆိုတာထက်ငါရဲ့အသက်တာထဲကနေဘုရားသခင်ဘုန်းတော်ဘလို့ထင်ရှားနေတယ်လေငါရဲ့အသက်တာကဘုန်းတော်ထင်ရှားစရာလားဘုန်းတော်ရှုတ်ချစရာလားဒါကိုပဲတာ၍စဉ်းစားတတ်တာဖြစ်ပါတယ်အထူးသဖြင့်ကတော့ဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့ယုံကြည်ခြင်းအဖြစ်အသက်ရှင်ပါတယ်ဆိုတဲ့အရာတွေကသခင်ကိုအံ့ဩစေမလားယုံကြည်ခြင်းနဲ့အသက်ရှင်နေဆိုတာဒါလားလူရဲ့ရှုထောင့်နဲ့စဉ်းစားရင်ပေါ့ဘလို့အံ့ဩစေနိုင်မလဲတော့အံ့ဩခြင်းနဲ့ပြောတဲ့အခါမှာဒီကနေ့ကျွန်တော်တို့နောက်ဆုံးပါနော်ဆင်ခြင်မှုလေးနဲ့ခေါ်ပေးချင်တာပါလဲဆိုတော့သခင်ယေရှုကလူကာ19ထဲမှာအနူနာယောဂါရှိသူ10ယောက်ကသခင်ယေရှုလာတယ်ကြားလဲကြောင်းတွေ့ရောဒါဝိရဲ့သားတော်ကျွန်တော်တို့ကိုကယ်တော်မူပါလို့ဆုတောင်းကြတဲ့အခါမှာသခင်ယေရှုကဟုတ်ပြီမင်းတို့သွားပြီးမှကိုယေဘရဟိထံမှာသွားပြကြပါလို့ပြောလိုက်ပါတယ်ဆိုတော့ဒါကတော့ပြည့်ညတ်တော်အရာမတန်ရှင်းတဲ့သူကတန်ရှင်းတဲ့သူနဲ့ရောထွေးလို့မရဘူးတတ်နေရတယ်အဲ့တော့သူတို့ရဲ့ quarantine မှာနေရတဲ့အခါမှာသူတို့ယောဂပျောက်သွားရင်သူတို့ Eucharist မှာသွားပြရတယ်Eucharist ကတကယ်ယောဂပျောက်ပါပြီဆိုတဲ့ခါကျတော့မှ society တဲ့ပတ်ဝန်းကျင်တွေကိုပြန်လာပြီးတော့မှကိုယ့်ရဲ့မိသားစုနဲ့ပြန်ဖတ်လို့ရတယ်ပြန်လက်ဆွဲနှုတ်ဆက်လို့ရတယ်ပြန်ပြီးမှနေလို့ရတယ်ဆိုတော့ဒါကြောင့်သူတို့တည်တတ်နေရတာဒါသူတို့ယောဂပျောက်ပြီဆိုရင် Eucharist မှာသွားပြရမယ်ဆိုတော့သခင်ယေရှုကတခါတည်းEucharist မှာလောက်ရယောဂပျောက်တဲ့ခါမှာလောက်ရမယ်အလုပ်ကိုလုပ်ဖို့သခင်ယေရှုပြောလိုက်တဲ့ခါမှာသူတို့ရဲ့နာခံပြီးမှဆယ်ယောက်စလုံးထွက်သွားကြလမ်းမှာသူတို့တကယ်ပဲယောဂပျောက်သွားတယ်ဆိုတာသိတဲ့အခါမှာတယောက်ကပဲပြန်လှည့်လာပြီးမှကိုတော်ယေရှုတင်တယ်ကျွန်တော်ယောဂပျောက်သွားပြီအဲ့ချိန်မှာသခင်ယေရှုကယောဂပျောက်သွားတာ10ယောက်မဟုတ်ဘူးလားကျန်တဲ့9ယောက်ကရောဘယ်မှာလဲဆိုတော့မေးခွန်းလေးမေးပါတယ်ဒီနေ့ကျွန်တော်အဲ့ဒါလေးကိုဘယ်လိုစဉ်းစားဆင်ခြင်စေချင်တယ်လဲဆိုလို့ရှိရင်တနည်းအားဖြင့်ကျွန်တော်သခင်ယေရှုအောင်သွားလောက်ကျွန်တော်မလုပ်နိုင်ပါဘူးနော် we can't surprise God တို့တော်ညာလေကျွန်တော်ရဲ့အသက်တာထဲမှာသခင်ယေရှုနော်ဘုရားသခင်ကျေးဇူးပြုထားတဲ့အရာတွေပေါ်မှာကျွန်တော်ရဲ့အတွေ့အကြုံထဲကနေပြီးတော့မှဘုရားသခင်ကိုကျွန်တော်တို့တုံ့ပြန်ပြီးမှအသက်ရှင်တဲ့အသက်တာနော်ကျွန်တော်တို့ရဲ့စက္ကအနံ့ချင်းအသက်တာကိုတော့သခင်ယေရှုလိုချင်တယ်သခင်ယေရှုထံမှာ expectation ရှိတယ်မင်းတို့ကျမ်းမာငါ့ကိုကျေးဇူးတင်ကိုတင်ရမယ်လို့ demand မလုပ်ဘူးသို့တော်လည်းပဲယောဂပျောက်တော့10ယောက်မဟုတ်ဘူးလားကျန်တဲ့9ယောက်ကဘယ်မှာလဲကျန်တဲ့9ယောက်ကငါ့ကိုကျေးဇူးမတင်ချင်ဘူးလားကျွန်တော်တို့9ယောက်ထဲမှာများပါနေလားဒီနေ့ကျွန်တော်တို့ရဲ့အသက်တာဘုရားသခင်ကျေးဇူးတရားကိုကျွန်တော်ဘယ်လိုတုံ့ပြန်နေသလဲဘုရားသခင်ကျေးဇူးပြုခြင်းကိုကျွန်တော်ဘယ်လိုတုံ့ပြန်နေသလဲဒါလေးကိုကျွန်တော်အတူတူကပြန်လည်ပြီးမှစဉ်းစားစေချင်ပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်နေပါရဆိုအသက်တာနော်ယုံကြည်ခြင်းမှာတည်တည်ပါရဆိုအသက်တာကကောင်းသောအံ့ဩခြင်းမျိုးမဟုတ်ဘဲနဲ့မကောင်းသောအံ့ဩစေခြင်းမျိုးများဖြစ်နေမလားဟာမင်းကယုံကြည်သူပြောတယ်ခရိယန်ပြောပြီးတော့မင်းဒီလိုမျိုးအသက်ရှင်ရသလားမယုံကြည်သူကဲ့သို့ဘာကြောင့်အသက်ရှင်ရတယ်လဲဟာမင်းကတင်းအောင်စရာလေဘာကြောင့်ဒီလိုစဉ်းစားတယ်လဲဘာကြောင့်ဒီလိုအသက်ရှင်တယ်လဲအံ့ဩစရာကြီးဒါပေမဲ့ကောင်းမအောင်ချင်မျိုးတော့မဟုတ်ဘူးမဖြစ်တဲ့နာဖြစ်နေလို့အံ့ဩသွားတာမလုပ်တဲ့နာကိုလုပ်နေလို့အံ့ဩနေတာမစဉ်းစားတဲ့နာတွေစဉ်းစားနေလို့အံ့ဩနေတာအဲ့လိုအံ့ဩစရာမျိုးများဖြစ်နေမလားသိချပါတယ်ကျွန်တော်တို့အတိုင်းအတာတစ်ခုထိကတော့အားလုံးပါကြမှာပါဒါတွေကကျွန်တော်တို့ကိုပြန်လဲပြီးမှနှိုးဆော်ဆင်ခြင်စေချင်တာပါလဲဆိုတော့ကျွန်တော်တို့ကိုပြန်လဲပြီးမှဒါဝိကဲ့သို့တကယ်ကျွန်တော်ရဲ့အသက်တာအဖြစ်မှန်အခြေအနေမှန်ကိုမြင်ပြီးတော့ဘုရားသခင်နဲ့ကိုယ်နဲ့ဆက်ဆံမှုကြားကိုသိချာနားလည်ပြီးတော့မှဝန်ခံစရာရှိရဝန်ခံတောင်းပန်စရာရှိရတောင်းပန်ချီးမွမ်းစရာရှိရချီးမွမ်းစက္ကပ်စရာရှိရစက္ကပ်တကယ်ဘုရားသခင်အလိုတော်ရှိတဲ့အသက်တာမျိုးမှာဘုရားသခင်ကြည်နက်စေတဲ့အသက်တာမျိုးမှာအသက်ရှင်ဖို့ဖြစ်ပါတယ်ဆိုဒုတိယမေခွန်းလေးကတော့ဘဝရဲ့အကြီးမားဆုံးအောင်းစရာကကျွန်တော်ဘဝမှာနော်ကြုံရတဲ့အကြီးမားဆုံးအောင်းစရာကကျွန်တော်ဘဝမှာဘယ်လိုနေရာပြီးဘယ်လိုပုံသွင်းနေတယ်လဲဆိုတဲ့မေခွန်းလေးကတော့နည်းနည်းလေးနော်ဒါမေခွန်းပါပဲကျွန်တော်ဘဝမှာအောင်းစရာကျွန်တော်ဘယ်ຢာတွေကကျွန်တော်ကအောင်းစေတယ်လဲအောင်းဝမ်းမြောက်အောင်းတုန်လှုပ်အောင်းတဲ့စီတဲ့အရာတွေကဘယ်ຢာလဲဆိုတော့
အဲ့လောက်ထိကျွန်တော်တို့ကိုအောင်းစေရတယ်ကျွန်တော်ပေါ်မှာ influence ရှိရလေကျွန်တော်တို့ကိုပုံသွင်းသွားတယ်နော်ကျွန်တော်တို့တန်ဖိုးထားတဲ့ຢာကကျွန်တော်တို့ကိုပုံသွင်းသွားတယ်လို့မျိုးနော်ကျွန်တော်တို့ပေါ်မှာတက်ရောက်မှုရှိတဲ့အရာတွေကကျွန်တော်တို့ကိုပုံသွင်းသွားတယ်စဉ်းစားပုံသွင်းသွားတယ်အသက်ရှင်ပုံသွင်းသွားတယ်ဆိုတော့ကျွန်တော်အများနဲ့ပြောနေတယ်လို့ကျွန်တော်တို့ဒီအလှပင်တာကိုကြိုက်တဲ့အမျိုးသမီးတစ်ယောက်အတွက်တစ်လမှာဒေါ်လာ1000ဖို့အလှပြင်ပစ္စည်းတွေ300အောင်းစရာမဟုတ်သူတို့ကအောင်းစရာမဟုတ်သူတန်ဖိုးထားတဲ့အရာတွေသူသုံးတာသူရဲ့တန်ဖိုးထားတဲ့အရာကသူ့ဘောပုံသွင်းသွားတာသူတမများဘူးဒေါ်လာ1000ကအလှပင်မကြိုက်တဲ့သူတယောက်တော့1000တောင်ဆိုပြီးမှအရင်အောင်းစရာဖြစ်မယ်မတူဘူးလေကိုတန်ဖိုးထားတာမတူဘူးဆိုတော့အဲ့လိုပဲကျွန်တော်တို့ဘဝမှာတွေ့ကြုံနေရတဲ့အခြေအနေတွေကကျွန်တော်တို့ပုံသွင်းတဲ့အခါဘယ်လိုပုံသွင်းနေတယ်လဲဆိုတာလေးကိုကျွန်တော်စဉ်းစားစေချင်ပါတယ်ဒါလေးကိုစဉ်းစားရင်လည်းကျွန်တော်တို့ပွဲတော်မင်္ဂလာကိုအတူတူဝင်ဖို့ဖြစ်ပါတယ်ဆိုတော့ခုနကတော့ကျွန်တော်တို့ဒီကနေ့ဆင်ခြင်သွားသလိုမျိုးပဲစစ်တီရဲ့3ယောက်ကရန်သူတပ်ကိုဖျက်ပြီးတော့မှပလက်မျိုးအဝင်ဝနာကရေတွင်းထဲကရေကိုခတ်လာခဲ့တယ်လို့မျိုးဒီလောက်ဒီအသက်နဲ့ယင်းပြီးမှယူလာတဲ့ရေကဒီလောက်လူမျိုးစက္ကန့်အနံ့ချင်းအသက်နဲ့ယင်းပြီးတော့မှစက္ကန့်အနံ့တဲ့ຢာကဘုရားသခင်နဲ့ပဲထပ်တန်တယ်လို့ဒါဝိဒ်ဝန်ခံသွားတယ်လို့မျိုးတကယ်တော့ဒီကနေ့ကျွန်တော်တို့ကိုလုံးဝအကုန်လုံးစက္ကန့်အနံ့ပြီးတော့မှအသက်ကိုပဲပေးပြီးမှအသွေးကိုသုံးပြီးတော့ဗြိဉ္ဉ်တရားတဲ့နဲ့ကျွန်တော်ကိုပြန်တီးစေတဲ့သခင်ယေရှုဖြစ်တယ်သခင်ယေရှုကကျွန်တော်တို့ကိုစက္ကန့်အနံ့နာမျိုးနော်ဆရာတယောက်ပြောတော့ကျွန်တော်ရမ်းသဘောကျတယ်ဘုရားသခင်ကသခင်ယေရှုကိုဘယ်လောက်ချစ်တယ်လဲဆိုတာကိုသိလေဘုရားသခင်ကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်လဲဆိုတော့ပိုနားလေလေးဖြစ်မယ်တဲ့ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကသခင်ယေရှုခရစ်နဲ့ဘုရားသခင်ခွဲလို့မရဘူး Trinity ဆိုတာကချစ်ချင်းမြတ်တာမှာစုံလင်နေတာဖြစ်တယ်ခွဲလို့မရဘူးဒါဘယ်လောက်ထိဖြစ်သွားလဲဆိုရင်လဝါကားထဲမှာဖြစ်သွားတဲ့အတိတ်ပဲကဘုရားသခင်ကသခင်ယေရှုမျက်နှာလွှဲလိုက်တာဒါကြောင့်လောကမှာသခင်ယေရှုကကျွန်တော်ဖျားလို့လောကမှာအသက်ရှင်တခါမှမခေါ်တဲ့စကားလုံးနဲ့ဘုရားသခင်ကိုခေါ်တယ်ခမီးတော်အဖလို့ခေါ်နေတက်လို့အဲ့ relationship တာဖ relationship နဲ့ခေါ်နေတဲ့သခင်ယေရှုကလောကထဲမှာတော့ကျွန်တော်ဖျားဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာတဲ့သခင်ယေရှုဟာဖျားသားမဟုတ်တော့ဘူးအပြစ်သားဖြစ်သွားပြီကျွန်တော်တို့ကြောင့်သင်ကြောင့်ကျွန်တော်ကြောင့်သခင်ယေရှုအပြစ်သားဖြစ်သွားတာအဲ့ဒီအချိန်မှာဘုရားသခင်ကသူ့ကိုတားလို့သတ်မှတ်လို့မရတော့ဘူးသခင်ယေရှုကသူ့ကိုနှိပ်စက်တဲ့နဲ့အားလုံးခံနိုင်တယ်လှန်နဲ့ထိုးတာကြောပုတ်ကြောဂျာပုတ်နဲ့ရိုက်တာညင်ပါနှိပ်စက်တာဆဲတာဆိုတာအကုန်ခံနိုင်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့မျက်နှာလွှဲခြင်းကိုမခံနိုင်ဘူးကျွန်တော်ကိုဘာကြောင့်ဆုံးပြစ်တယ်လဲသူမခံနိုင်ဘူးသခင်ယေရှုကအဲ့လိုအော်ခဲ့လို့ဘုရားသခင်သူအဲ့လိုဆွလို့ခဲ့လို့ကျွန်တော်တို့ကဘုရားသခင်အဖဘုရားသခင်ကျွန်တော်ကိုကျမကိုဒီလောက်တော့ချစ်ရသလားဆိုကျွန်တော်တို့ဆုတောင်းနေတာဖြစ်တယ်သခင်ယေရှုခရစ်ကသခင်ယေရှုကိုဘုရားသခင်ဘယ်လောက်ထိချစ်တယ်လဲဆိုရင်ခွဲလို့မရဘူးနော်အဲ့ဒါကိုကျွန်တော်နားလေသခင်ယေရှုကယောဟန်ထဲမှာဘုရားနဲ့ချစ်တဲ့ချစ်ချင်းမေတ္တာအဲ့ဒီချစ်ချင်းမေတ္တာရန်နာဆိုင်တယ်အဲ့တော့သခင်ဘုရားသခင်ကျွန်တော်တို့ဘယ်လောက်ချစ်တယ်လဲဆိုရင်သူအယံချစ်တဲ့သခင်ယေရှုကိုတော်မှစွန့်တဲ့အထိကျွန်တော်တို့ကိုချစ်တာအယံအောင်ဆက်ကောင်းပါတယ်ဒီအရာလေးကကျွန်တော်ဘဝကိုပုံသွင်းပါစေဒီအရာလေးကကျွန်တော်တို့ကိုလမ်းပြပါစေဒါလေးကိုကျွန်တော်စဉ်းစားဆင်ခြင်နဲ့ဘုရားမင်္ဂလာဝင်ဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်